ဂျပန်မလေးပါ ဂျပန်တခွန်းတော့ပြောချင် ဟိုက် သူကတိုကျိုစကိုင်းထရီကိုကျွန်တော်ညဘက်အကြည့်မှာဖြစ်ပါတယ်ဒီလိုစကိုင်းထရီကိုသွားတဲ့ဒီ building ရဲ့အောက်မှာဒီလိုမောရှိတယ်နော်အချီးရဒါမှနော်ကနန်းမဟုတ်ဘူးနော်ဒါကြောက်ပစုံရဲ့လက်တွေကြောက်ပစုံလက်တွေရန်3900ဘာမှစားကြတယ်တော့ဒီကောင်းမယ်ငါ့ကိုရတယ်မင်းငါ့ကိုအိုးအောက်ကဒီဈေးလမ်းလေးကိုတဝါကြီးပတ်ကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်အခုကိုင်းဖီသွားကြည့်ပါမယ်သူကຫນွေဦးရယ်စောင်းရယ်ຫນွေဦးရယ်စောင်းရယ်စောင်းဦးရယ်ပေါ့နော်ຫນွေဦး elevator မှာကြာမလားစောင်းဦး elevator မှာကြာမလားပေါ့နော် ဂျပန်မလေးနဲ့ဂျပန်မလေးပါ ဂျပန်တခွန်းတော့ပြောချင် ဟိုက် သူက634မီတာရှိတယ်အောက်ကနေပြီးတော့အပေါ်အမြင့်ကြီးကိုတက်လာတယ်အရှိန်ကြီးက speed ကြီးကတအားမြန်ဘယ်လိုရောက်လာမလဲမသိခဏပဲちょっとこっち見ると何度？ ဒီကနေပြီးတော့ဖူဂျီတောင်လှမ်းမြင်နေရတယ်အမြင့်လျှောက်တဲ့သူဆိုလို့ရှိရင်တော့အဲ့ဒီကသိပ်အဆင်မပြေဘူးเนาะ